ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများခုနကသားသမီးများအားလုံးကြမ်းပါလို့ချမ်းသာကြပါစေလို့ဥပပထမကာတော်ဝပြုမေတ္တာပို့တာအပ်ပါတယ်ခင်ဗျာဆရာကတော့ဗေဒင်းနဲ့ရေတရားအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစစ်စစ်တွက်ချက်ပေးနေတော့ဗေဒင်းဆရာကိုမြင့်စောဖြစ်ပါတယ်အားလုံးပဲကြည့်ရှုသူပေါင်းလဲကိုစိတ်နဲ့ကြမ်းပါချမ်းသာကြပါစေလို့ဥပပထမဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာဆရာဒီနေ့ဟောပြောပြတာပေးမှာကတော့တနင်္လာသားသမီးများနဲ့ပတ်သက်ပြီးတော့ဘဝတတတာကာတာလေးတွေမှာအတက်အကျအနေအမြင့်လေးတွေကိုထည့်သွင်းဟောပြောပြတာပေးပါမယ်။ဆရာဟောပြောပြတာပေးမယ်တနင်္လာသားသမီးလေးတွေဟာဆိုရင်တနင်္လာသားသမီးလေးတွေဟာမိမိရဲ့15နှစ်လောက်ထိအောင်မိမိရဲ့လူကြည့်လူဝင်ပေါ်ခြင်းကာတာကောင်းခြင်းလူသမျှကိုင်းသမျှလေးတွေမှာစင်ပြေချောမွေ့နေခြင်းအဲ့ဒါမျိုးလေးတွေနဲ့ကြုံတွေ့နေတတ်ပါတယ်။ဒါကြောင့်ကံကောင်းတယ်လို့ပြောလို့ရပါတယ်။15နှစ်ကကြော်လာပြီးတဲ့ဆိုတာနဲ့မိမိရဲ့ကံစားတာက23နှစ်လောက်ကျမှဆိုရင်နည်းနည်းလေးထထင်ငုံဟောခက်ခဲလေးတွေနဲ့စိတ်တူတတ်တဲ့စိတ်ဆန်နေတတ်တဲ့လူသမားလေးတွေမှာအမြဲတမ်းလွဲချော်နေတတ်တဲ့သဒ္ဒနာလေးတွေရင်ဆိုင်ရတတ်တဲ့ရွှေမျိုးတွေနဲ့လည်းပြိပခါလေးတွေဖြစ်နေတတ်တဲ့ဘာပဲလုပ်အဆင်ပြေတာလေးတွေနဲ့ရင်ဆိုင်ရတတ်တာလေးတွေကိုတွေ့ရနိုင်ပါတယ်။နောက်တစ်နေ့တော့သမီးလေးတွေတွေ့ရတဲ့ကတာကကိုကမိမိပေါ်မှာတစ်ဖက်သားပေါ်မှာအမြဲတမ်းကူညီလိုစိတ်ရှိတတ်တဲ့အမြဲတမ်းကိုယ့်အလုပ်ကိုဇွဲရှိလုံနာဝရိယရှိနဲ့လုပ်တတ်လို့ရှိတတ်တဲ့ခံစားတာရှင်လေးတွေနဲ့ဖြစ်ကြပါတယ်။ဒါကြောင့်မို့23နှစ်ကကြော်လာပြီးတဲ့ဆိုတာနဲ့အသက်40အထိကိုမိမိရဲ့ခံစားတာကတမန်ပြန်ကောင်းပါတယ်အစိုးရဝန်ထမ်းများဖြစ်ပါကရာထူးတိုးတက်ခြင်းကြုံရပါလိမ့်မယ်နောက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေမှာမိတ်ဆွေတင်ငယ်ချင်းများရဲ့ကူညီမှုနဲ့အောင်မြင်မှုလေးတွေကိုစုကူးလာနိုင်ပါတယ်လူသမားလေးတွေကလည်းအမြဲတမ်းလိုအဆင်ပြေချောမွေ့ပြီးတော့စိတ်ချမ်းသာမှုလေးတွေကိုရလာတယ်အဲကြောင့်မို့ဥစားတာကောင်းတယ်လို့ပြောလို့ရပါတယ်အလှူဒန်းလေးတွေပြုရတာမျိုးလေးတွေလည်းမကြကြုံတွေ့လာနိုင်ပါတယ်ဒီနေ့သားသမီးလေးတွေရဲ့ထူးခြားမှုလက္ခဏာလေးတွေကတော့ကိုကအမြဲတမ်းလိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးမှာပေါ့ဗျာဖြစ်တဲ့ငန်းကတ်လိုမှာဖြစ်ပါတယ်ကတ်လိုမဲ့ပုံစံလေးတွေကတော့ရွှေတာလျောင်းဘုရားမှာရင်ဘတ်တော်မှာရွှေဆိုင်လေးတွေပေါ့ဗျာချပြီးတော့အမြဲတမ်းလူပေးခြင်းအပြင်မိမိရဲ့ကံတာတာကိုကောင်းကျိုးတွေပဲအမြဲတမ်းလာပြီးတော့စိတ်ချမ်းသာမှုလေးတွေကိုကြုံရနိုင်ပါတယ်ဒါကြောင့်မို့ဒီနေ့သားသမီးလေးတွေဟာဒီလိုအချိန်မျိုးလေးတွေမှာကိုကညံ့လာပြီဆိုတာနဲ့အမြဲတမ်းလိုထိထားပြီးတော့ရွှေတာလျောင်းဘုရားလေးတွေမှာရွှေသွားချပေးခြင်းအပြင်ကျွန်တော်ရဲ့မိတ်ဆွေပေးတဲ့ဝါသနာရှင်များအစီအပြေချောမွေ့ပါကြပါလိမ့်မယ်လူသမားလေးတွေလည်းအောင်မြင်ပြီးတော့အစီအပြေချောမွေ့သွားပါလိမ့်မယ်ကိုလုတ်တာခိုင်တာလေးတွေမှာလည်းအစီမပြေတာပဲဖြစ်ဖြစ်လုပ်ငန်းတိုင်းငန်းလေးတွေမှာလွှဲချော်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဆရာပေးရင်တဲ့ရေရာလေးတစ်ခုကတော့ပူတွဲပြီးတော့လက်ဆောင်ထည့်ပြီးဟောပြောပေးပါမယ်ဘရုံမာကြာပေါ့ခင်ဗျာဘရုံမာကြာလေးကိုကိုယ့်ရဲ့နေတော်လေးကိုဖြတ်လိုက်ပါဖြတ်ပြီးဆိုတာနဲ့ဘုရားညောင်အိုးကဲ့သို့အိုးတိုးတယ်မှာပန်းအိုးတိုးတယ်မှာတီးတတ်ပေါ့ဗျာ10ဘူးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူပြီးတော့မကြဘူးဆိုပြီးတော့တိုင်းပဲမကြောက်ကြပါဘူးစီးပွားရေးတိုးတက်လာတာလေးတွေလုပ်ငန်းကိုင်ငန်းအဆင်ပြေတာလေးတွေအားလုံးကိုအဆင်ပြေချောမွေ့သွားပါလိမ့်မယ်ခင်ဗျာဒါကြောင့်မို့ဒီကြာဘူးလူဟာချင်းရည်ရွယ်ချက်ကလည်းအမတန်မှကိုအစွမ်းထက်လို့ကျွန်တော်ရဲ့မိတ်ဆွေပြည်တင်ဝါသနာရှင်များကိုတင်ပြပေးခြင်းဖြစ်ပါတယ်လို့အားလုံးပဲကြည့်ရှုသူအပေါင်းကိုစိတ်နှပါကြမ်းမှချမ်းသာလို့လူအင်ဆန္ဒတွေပြီးသွားကြပါစေ2025မှာလည်းတနင်္လာသားသမီးများကံတာအထူးကံကောင်းကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့တင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ